ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအင်းစိန်အကျဉ်းထောင်ထဲမှာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ One Championship Fighter ဖို့တော်ကအောင်လန့်အဆန်စီကိုအောင်လန့်အဆန်ရဲ့ professional ကစားသမားဘဝနောက်ဆုံးပွဲစဉ်မတိုင်ခင်မှာစာအရောက်ရေးသားပေးပို့ခဲ့ပါတယ်ခင်ဗျာသူ့ကိုလိုခင်ရတဲ့အောင်လန့်အဆန်ကိုရင်ဖွင့်စကားတန်တွေရေးသားထားတဲ့စာသားလေးတစ်စောင်ဖို့တော်ကပေးပို့လိုက်တာဖြစ်ပါတယ်ဒီစာလေးမှာရေးသားလိုက်တဲ့စာသားတွေရဆိုရင်ဖို့တော်ဟာကျမ်းမာရေးကောင်းမွန်နေတယ်လို့နံပါတ်1ချက်ရေးစရာရှိတယ်ပြီးတော့ပွဲပြန်ထိုးနိုင်လောက်တဲ့စိတ်ချရတဲ့ကြံ့ခိုင်မှုတရက်သူ့စီမှာကြံရှိနေသေးတယ်လို့ယူဆစရာရှိနေပါတယ်ခင်ဗျသူ့ရဲ့ကစားသမားဘဝဖြတ်သန်းမှုပေါ့လေနောက်ဆုံးပွဲစဉ်မထိုးခင်မှာဖို့တော်စီကဒီလိုစာလေးကိုလက်ခံရရှိတဲ့အတွက်ဝမ်းသာအားရကျဉ်းနှံ့မိတယ်လို့လည်းအောင်လန့်အဆန်ကထုတ်ဖော်ပြောကြားထားပါတယ်ဖို့တော်ဟာအသက်30အရွယ်ကိုရောက်မှ MMA စတင်ကစားခဲ့သူဖြစ်ပါတယ်ခင်ဗျအဲ့မတိုင်ကသူကမြန်မာပြည်ကလက်ဝဲမှာချမ်းချမ်းတောင်အောင်မြင်ခဲ့တဲ့ fighter လေးတစ်ယောက်ဖြစ်ပါတယ်ဖို့တော်ဟာ One Championship ကိုဝင်ထိုးတော့ featherweight မှာပွဲထိုးခဲ့တယ်သူကကိုရှင်ဒီခါလေးပြန်ပေါ်မှာ10မိနစ်ဆိုလည်းစုခုရရှိထားတဲ့သူဖြစ်လို့သူ့ရဲ့နိုင်ရပြောင်းကိုဟူရှိဒိုတို့ပြည်သက်တွေကပေးရမှတ်ခေါ်ခဲ့ကြပါတယ်ဖို့တော်ဟာကွင်းပြင်မှာဆိုရင်လည်း Team PT ကိုဖွဲ့စည်းပြီးတော့မျိုးဆက်သစ်လူငယ်တွေကို MMA ပညာတွေအခမဲ့သင်ကြားပေးတယ်ပြီးတော့မေတ္တာလူငယ်အဖွဲ့ကိုသူကပူးတွဲတည်ထောင်သူဖြစ်ပါဝင်ခဲ့တယ်အဲ့ဒီမေတ္တာလူငယ်အဖွဲ့ကဘာလုပ်လဲဆိုတော့ပြည်လူတမှုတွေပါဝင်အရေးပေါ်ကစားရေးလုပ်ငန်းတွေကိုပါဝင်ဆောင်ရွက်တဲ့နေရာမှာရှေ့ဆုံးနာကြကြကနေပါဝင်ခဲ့ပါတယ်ခင်ဗျ2021ခုနှစ်မေလ9ရက်နေ့မှာတော့ပောက်ကွဲမှုဖြစ်စဉ်တစ်ခုကြောင့်ဖို့တော်ဟာဒဏ်ရာပြင်းထန်ရရှိတယ်အဲ့နောက်ဆေးရုံကိုရောက်သွားတယ်ဆေးရုံမှာဆေးကုသမှုခံယူနေစဉ်ခိုက်သူ့ကိုဖမ်းဆီးထိန်းသိမ်းလိုက်တယ်ပေါ့လေထုတ်ပြန်ချက်တွေကတော့ဖို့တော်ကလက်လုံပုံပြုလုပ်နေစဉ်ခိုက်မှာပောက်ကွဲမှုဖြစ်ပွားခဲ့တာလို့ရေးသားထားတာမြင်တွေ့ရပါတယ်ခင်ဗျဟုတ်ကဲ့လက်ရှိမှာတော့ဖို့တော်ကသူ့အနေနဲ့လွတ်ဖို့အချိန်နီးလာပြီလို့ညှော်လင့်တဲ့အကြောင်းစာထဲမှာရေးသားဖော်ပြထားတာကိုကျွန်တော်တို့မြင်တွေ့ရပါတယ်ခင်ဗျဟုတ်ကဲ့အောင်လန့်အဆန်ကဒီ post ကလေးကိုတင်တဲ့အချိန်မှာအခုလိုစာရေးသားတွဲဖက်ဖော်ပြထားပါတယ်ကျွန်တော်ရဲ့ပွဲမတိုင်ခင်ရက်နေငယ်လို့မှာဖို့တော်ကကျွန်တော်စီကိုအားပေးစာတစ်စောင်ရေးသားပေးပို့ခဲ့ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်မင်းကိုလည်းသတိရတယ်တင်းနေမှာငါတို့ပြန်ဆောင်ပြီးတည့်ရသီးတွေအတူတူစားကြအောင်ပါပါဆိုပြီးတော့အောင်လန့်အဆန်ကရေးသားထားပါတယ်ခင်ဗျအဲ့မှာတစ်ဖက်ကဖို့တော်ပေးပို့တဲ့စာလေးကိုအောင်လန့်အဆန်ကဖော်ပြထားပြီးတော့ဒီဘက်မှာတော့သူနဲ့ဖို့တော်တို့တည့်ရသီးအတူတူထိုင်စားခဲ့တဲ့ပုံလေးကိုတွဲဖက်လွှင့်ထားတာမြင်တွေ့ရပါတယ်ဟုတ်ကဲ့ဖို့တော်အနေနဲ့အများဆုံးလွတ်မြောက်ပါစေလို့လည်းဒီနေရာကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာယေရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ